ဘူရင်ကြီးဟာတော်ထဲမှာအမျိုးသမီး၃ယောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်။သူတို့၃ယောက်လုံးကမင်းသမီးတွေပါလို့အတီးတီးအခိုင်အမာပြောဆိုနေကြတာကြောင့်ဘသူကမင်းသမီးစစ်လဲဆိုတာသိရဖို့အတွက်သူတို့ရဲ့အထောက်အထားတွေကိုထုတ်ဖော်ခိုင်းပါတယ်။ပထမမျိုးသမီးကသူမဟာဝင်ကြီးချုပ်ရဲ့တမီးဖြစ်ပြီးဘူရင်ကြီးကိုတစ်သက်လုံးအလုပ်အကျွေးပြုပါမယ်လို့ပြောပါတယ်။ဘူရင်ကြီးကသဘောကျဟန်နဲ့ဝိုင်းတစ်ခွက်ပေးတိုက်လိုက်ပေမဲ့သူမဟာချက်ချင်းတည်ဆုံးသွားပါတယ်။ဘာလို့လဲဆိုတော့မင်းသမီးစစ်မဟုတ်တဲ့သူတိုင်းတည်ရမယ်လို့ဘူရင်ကသတ်မှတ်ထားလို့ပါ။ဒုတိယမျိုးသမီးကတော့သူမကိုယ်သူမင်းသမီးပါလို့လင်ပြောပြီးဘူရင်ကြီးနဲ့လည်းအရန်ချစ်ခင်နဲ့ဆုံတွဲဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။ဘူရင်ကြီးဟာတော်ထွက်ပြီးသူမကိုချက်ချင်းသားနဲ့ထိုးတက်လိုက်ပါတယ်။အကြောင်းကတော့သူဟာမင်းသမီးကိုအမြဲတမ်းတစ်ဖက်သက်ဆွဲလဲနေခဲ့ပေမဲ့တခါမှမတွေ့ဘူးခဲ့လို့ပါပဲ။တတိယမျိုးသမီးဝတ္ထုထဲကိုဝိညာဉ်ကူးလာသူကတော့သူမလက်ရောက်တဲ့အခါသူမကိုယ်သူမဘူရင်ကြီးနှစ်ပေါင်းများစွာရှာဖွေနေတဲ့မင်းသမီးပါလို့ပြောလိုက်ပါတယ်။ဘူရင်ကြီးကမင်းသမီးအကြိုက်ဆုံးအစားအစာကဘာလဲလို့စမ်းတက်မင်းမြန်းပါတယ်။သူမဟာသူဖတ်ခဲ့ဘူးတဲ့ဝတ္ထုထဲကဇလန်းကိုအမြင်စင်းစားလိုက်တဲ့အခါဘူရင်ကြီးငယ်စဉ်ကချမ်းုံပြီးတေလူမျိုးသားဖြစ်နေချိန်မှာမင်းသမီးကကန့်ကော်ဆန်ပြုတ် Philip စစ်တဲ့ချေဒေါက်တာH တစ်ခွက်ပေးခဲ့တာကိုတတိယသွားပါတယ်။သူမကမင်းသမီးအကြိုက်ဆုံးကကန့်ကော်ဆန်ပြုတ်ပါလို့ဖြေလိုက်တဲ့အခါဘူရင်ကြီးဟာဝမ်းသာအားရဖြစ်သွားပြီးနှစ်ပေါင်းများစွာရှာနေတဲ့မင်းသမီးစစ်ကိုရှာတွေ့ပြီလို့ယုံကြည်သွားပါတော့တယ်။အဲ့ဒီနောက်မှာပဲဘူရင်ကြီးဟာသူမကိုသူ့ရဲ့အိမ်ဆောင်စီခေါ်ဆောင်သွားဖို့အမိန့်ပေးလိုက်ပါတော့တယ်။